နာမည်ကြီးဆက်မင်းသားများရဲ့မိန်းမပုံစံတရုပ်ဆောင်တင်ဆက်မှုများ သမီးလေးက မူမင်း စွမ်းစာနီ သမီးဆန်ရဲ့တကယ်ရင်းမယ်လားဟိုနာမည်ဘယ်လိုခေါ်ဟုတ်သမီးလေးနာမည်ဘယ်လိုခေါ်လို့ဘာမေးနေဦးထက်ခိုင်းတဲ့နောက်မြာသမီးလေးနာမည်ကဘယ်လိုခေါ်လို့ဘာပြောဟာမိသားလေးကိုဖြေဦးလေသမီးလေးကချစ်စရာလေးကွယ် ဖိုးချစ်တန်းရီမိုး ဘလောက်ရေးညီမ အမလီလီတော့ကြည်စမ်းမအောင်ကြောင်စိလာကဝိညာခင်မလာလေးကိုဖြစ်ခဲ့တာကို